တကယ်ချင်းများလုံးဝမင်္ဂလာပါဒီတစ်ပတ်မှာတော့ငရုတ်သီးချက်နီလေးကိုပြန်ပြီးမျှဝေလိုက်ပါတယ်ဘေးဟန်းနဲ့မစောတွဲစားလို့ကောင်းတဲ့ငရုတ်သီးချက်လေးပေါ့နော်ချက်နီလေးကိုဗီဒီယိုဆုံးဖြတ်လိုက်ပြီးတော့ကြည့်ရှုပေးပါအောင်အရင်ဦးဆုံးလိုအပ်တဲ့ပစ္စည်းလေးတွေကိုပြပါမယ်ပလာတူးငါရဲ့ငရုတ်သီးစိမ့်နန်းနန်းပင်စားငါးမုံငပိနဲ့ဆနွင်းရဲ့ပြီးရင်အချင်းတစ်ခုလေးလိုတယ်ပေါ့နော်အချင်းကို30နဲ့အချင်းကိုသုံးလို့ရပါတယ်ရင်ဦးဆုံးငါးကိုရေဆေးပြီးတော့ပြုတ်ထားလိုက်ပါမယ်နော်စားလေးနည်းနည်းထည့်ပြီးတော့ပြုတ်ပါတယ်နည်းနည်းမျိုးလေးရေဆေးထားပါမယ်နော်အချင်းအတွက်ကကြတော့တရသီး6ချင်းသုံးထားပါတယ်ကိုလူချင်းနဲ့မကြီးသီးချင်းမယန်းသီးချင်းသုံးလို့ရပါတယ်နော်ကို30နဲ့အချင်းလေးသုံးပါငါးပြုတ်ထားတဲ့ဟာလေးကြက်ပြီဆိုလို့ရှိရင်တော့ဆယ်ပြီးတော့အယိုးနှွာပါမယ်သမင်းနဲ့စားတဲ့အခါကျလို့ရှိရင်အနှောင့်အယှက်မဖြစ်အောင်အဆင်ပြေအောင်လို့အယိုးလေးတွေကိုတော့တေချာလေးဖေးပေးရပါတယ်နော်ဒီမှာအယိုးအလေးကျိုးရိုးရဲ့ပြီးလို့ရှိရင်ဘေးနားမှာကတ်နေတဲ့အယိုးလေးတွေရဲ့ဒီအလယ်မှာရှိတဲ့အယိုးလေးတွေပါတေချာလေးဖေးပေးပါတယ်ချက်မဲ့ဦးလေးကိုငပိရဲ့စားငါးမုံဆန်နွင်းအချင်းမှာတစ်ခါလေးထည့်ပြီးတော့ချက်လိုက်ပါမယ်နော်ရေနည်းနည်းထပ်ထည့်ပြီးတော့ဖုံးလေးအုပ်ပြီးတော့မီးဖိုပေါ်မှာတင်ထားလိုက်ပါမယ်ငရုတ်သီးစိမ်းကိုလေးကြိတ်ထားပါမယ်နော်ဟင်းဦးလေးကစူပွက်လာပြီဆိုလို့ရှိရင်အယိုးနှွာထားတဲ့ပလာတူးငါးလေးတွေထည့်ပြီးတော့ချက်ပါမယ်ငရုတ်သီးစိမ်းကိုချက်ပါငရုတ်သီးစိမ်းထည့်ပါမယ်ငရုတ်သီးစိမ်းကပြီးခါနီးမှထည့်တာပို့ပြီးတော့မှုေးပါတယ်နော်ဒီမျိုးစူပွက်လာပြီဆိုလို့ရှိရင်တော့အရသာလေးမြင်ကြည့်နိုင်ပါတယ်ငါးမုံနဲ့စားလေးနည်းနည်းလို့ထည့်လိုက်ပါတယ်နော်ဒါဆိုလို့ရှိရင်တော့ရပါပြီဘင်းဟင်းနဲ့မစိုးတွဲစားလို့ကောင်းတယ်ချင်းငတ်ဆက်လေးပေါ့နော်အရင်စားကောင်းပါတယ်နည်းမင်းပြီးခါနေကြလို့ရှိရင်ထည့်လိုက်တယ်ပေါ့နော်နည်းမင်းကဒီလောက်မထည့်လေရတယ်ကိုမကြိုက်ရင်လည်းမထည့်နဲ့ပေါ့နော်ငရုတ်သီးချက်ဖြစ်တဲ့အတွက်ကြောင့်ငရုတ်သီးကိုတော့များများလေးသုံးရပါတယ်နော်ဒါဆိုလို့ရှိရင်တော့ရပါပြီဗီဒီယိုလေးကိုဆုံးဖြတ်လိုက်ပြီးတော့ကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်တကယ်ချင်းများအားလုံးကိုစိတ်နှပြချမ်းမှတ်ပရှင်ကြပါစေဘိုင်ဘိုင်